ထိုးရင်းနဲ့ကလိုက်ကရင်းနဲ့ထိုးလိုက်ဟိုဘထိုးလိုက်ဒီဘထိုးလိုက်ဟိုဘထိုးလိုက်ဒီဘထိုးလိုက်ထိုးရင်းနဲ့ကလိုက်ကရင်းနဲ့ထိုးလိုက်ဟိုဘထိုးလိုက်ဒီဘထိုးလိုက်နေ့လေတနာရီကနေည9နာရီထိကျသွားတယ်စနိုးရဲ့အထူဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့လူသွားတိုင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အိမ်ရှိရဲ့အခြေအနေဖြစ်ပါတယ်ဒါကတော့အိမ်ဘေးဖြစ်ပါတယ်ကျွန်တော်တို့ကားကုန်းတော်ရှိရဲ့အခြေအနေဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အတိုင်းစနိုးကျသွားတယ်အထူဖြစ်ပါတယ်မနေ့ကစနိုးကျတာများသည့်အတွက်ကြောင့်မို့စနိုးထိုးတဲ့ဆက်နဲ့ထိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ကိုစပြီးနှိုးမယ်ဦးစားရလို့တာပြီးစနိုးထိုးပြီးဟေးအားကိုရတယ်ဟေးဒယ်ဒီသားလေးအားကိုရတယ်ဟေးဟုတ်ပြီဟေးတိုမတိုဟေးဦးစားရအားကိုရတယ်ဟေးဒယ်ဒီသားလေးအားကိုရပြီဟေးကျွန်တော်ဘဝတွေးကြုံများကိုကြုံသလိုရိုက်ကူးတင်ဆက်ပေးနေတဲ့ထိုးမိုင်းနိုင်ဖြစ်ပါတယ်အားဆန်